ဆက်ပြင်ဆရာတွေပြောပြမှာမဟုတ်တဲ့ပြုပြင်ရည်ဒီလမ်းများဘုံမိုင်ကောင်းမှရေမလုံးဖြစ်နေရင်အဲ့ဒီမှာကတ်ထားတဲ့အကာကိုဖွင့်ထုတ်စကူကိုလှည့်လက်ကင်ကိုဖြုတ်ပြီးအလဲမှာထည့်ထားတဲ့ဦးတိုင်းကိုပိုက်ကန့်နဲ့လှည့်လိုက်ရင်ရပါတယ်ရေပန်းပိုက်ကရေမလုံးဖြစ်နေပါသလားပိုက်ကိုအရင်ကနေလှည့်ဖြုတ်လိုက်ပါပိုက်ထဲကအဝိုင်းစီကိုဖြုတ်အထက်ကဘားပိုက်ကိုထုတ်ပြီးပျက်စီးသွားတဲ့အပိုင်းကိုကက်ကြီးနဲ့ဖြတ်ထုတ်ပြီးရင်အရင်တိုင်းပြန်ဆက်လိုက်ပါဘိုးတိုင်းမှာတက်ထားတဲ့တိုင်ကြီးတဲ့ရေမလုံတဲ့ပြဿနာဆိုရင်တော့အရင်ဆုံးရေတွေကုန်အောင်ထုတ်လိုက်ပါရေတွေကုန်သွားတဲ့အခါအဖုံးအပြာကိုဖွင့်ပြီးအထက်ကပလတ်စတစ်အစို့ကိုထုတ်ပါအဲ့ဒီမှာပါတဲ့အနက်ရောင်ရာဘာအဝိုင်းစီကိုဆေးကြောပြီးရင်အားလုံးကိုငကိုမူလာအတိုင်းပြန်တက်ဆင်လိုက်တာနဲ့ရေယိုတဲ့ပြဿနာမရှိတော့ပါဘူးအဝိရှော်ဇက်ထဲရေတွေထိမ့်မရအောင်ထွက်တဲ့အခါမျိုးဆိုဆက်ကိုလှဲလိုက်ပါဆက်ကိုဖွင့်ပြီးအထက်ကရေထုတ်ပေးတဲ့အဆက်နေရာကိုဖွင့်ပြီးတေးချတန်းစင်အောင်ဆေးကြောလိုက်ပါကံမီးပေါ်မှာမီးမထွက်ဖြစ်နေပါသလားအလဲဦးတိုင်းမှာပါတဲ့မီးထွက်အပေါက်တွေကိုသွားချထိုးတဲ့တစ်ချောင်းနဲ့လိုက်ပြီးထိုးပေးပါပြီးရင်အဲ့ဒါကိုပကံဆေးဆက်ပြားနဲ့မုတ်ဖုတ်စော်တာရောထားတဲ့ရေထဲထည့်စိမ်ပြီးရေပြန်စစ်လိုက်ပါဒီနည်းလမ်းတွေအသုံးပြုပြီးတင်းရဲ့အချိန်နဲ့မွေတက်တာအောင်ချွေတာလိုက်ပါ